အေယာဝတီတိုင်းဒေသကြီးဓနုပြူမြို့နယ်ရှားခဲအလေစုကြီးရွာနိရောဓာယုံပရိယတ္တိစာသင်တိုင်းဦးစီးပရာဏနာယကဆရာတော်ဗတ္တနာနန္ဒီယရှင်သူမြတ်ရဲ့တိက္ခာ3ရက်အကျင့်မြတ်ကိုရည်မျှော်မှန်းစားပြီးနိရောဓာယုံဆရာတော်လူအမည်ပေးထားတဲ့ဒီဓမ္မတေးကိုတင်းရီဆရာနေမြင့်မိုးကရေးဖွဲ့ပြီးဂီတမူဖြိုးမင်းနောင်ကတီးခတ်ကဆွစ်စတိုရီယိုမှာကိုပညာလွင်ကအသက်ဖမ်းယူပြီးသမီးတီးတဲ့ရှင်ဆိုယူနနာကဂါရဝတရားရှိထား၍ယခုလိုပူဇော်တည်ဆိုလိုက်ရပါတယ်ရှင်နာမတွင်နာခေါ်ကြတောင်ဖြူပါတောင်းမှုမဲ့ကတောင်းစုနနာအကြောင်းကဲမှာတကယ်ချူပေးရှိမှုပြုဖယ်လာရောင်းဝတဲ့ငါစင်ရတဲ့ငါမြလာပြီဓနုပြူနဂရဝါအဲ့ဒီမြို့နယ်မှာအကျောင်းဝေးလှချသည်ပြုံးစင်းရင်သာပါပြီရှားပြလေစုကြည်ရွာရွာငယ်သေးတော်လေးတကယ်အမွေမနဲ့ထူးဆန်းလာကွယ်ထုံးငါလာတဲ့ပြပြလာနာယုံမြိုင်ဖွေးလေတော့မှမယုံနိုင်စရာအော်တန်ရတွေ့ရီနဲ့ပြီးတော့ကလဲလို့ကြည်ရှာအပြီးတော့ကလဲလို့ကြည်ရှာအပြီးကလေးရှောက်လို့လာရောက်လို့မှာအဟုတ်ပါလားရေလို့နဖူးစီတီအရှိကြီးညိုကြောင်းတိုက်တာမှညောင်းလိုက်ပါလားလို့မညီသူပါမညီညူပါကြည်ညိုဝေကောင်းလို့မေးတာဆရာတော်ရှင်မြတ်မှာရာကျော်တယောက်ဘုံတောက်ပါသည်ရာ
လေးစုကြည်ရောငယ်သေးတော်လေးတကယ်အမွေဘနဲ့ထူးဆန်းလာကွယ်ထုံးကားလာတဲ့မြတ်ဖျားသာသနာရကုံမြိုင်ပွေးလေးတော့မှမယုံနိုင်စရာအိုးတန်တရားတွေ့တဲ့အပြေးတော့ကလဲလို့ကြည်ရှာအပြေးတော့ကလဲလို့ကြည်ရှာအပြေးကလေးရှောက်လို့လာရခုမှာအဟုတ်ပါလားရဲ့လို့နှစ်ဖူးစီတီအရှိကြည်ညိုစွာကြောင်းတိုက်တာမှညောင်းဝိပါလာရဲ့လို့မညီသူပါမညီညူပါကြည်ညိုဝဲကောင်းလို့မေးတာဆရာတော်ရှင်မြတ်မဟာရာကြောတရားဘုံ